မြန်မာနိုင်ငံရဲ့စက်မှုလုပ်ငန်းတွေတိုးတက်နေတဲ့မြို့တော့မန္တလေးမြို့ဒီမြို့ရဲ့ထုတ်လုပ်မှုတွေဆက်လက်လည်ပတ်နိုင်ဖို့ယုံကြည်စိတ်ချရတဲ့စွမ်းအင်ကအရှိမဖြစ်လိုအပ်ပါတယ်မန္တလေးမြို့ရဲ့စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ YGD မှန်ဆက်ရုံအရေးသွေးမြင့်မှန်ထုတ်ပုံတွေကိုနေ့စဉ်ထုတ်လုပ်ပေးနေပါတယ်ဒီထုတ်လုပ်မှုရဲ့နောက်ကွယ်မှာတော့ Power Ace BIPV Solar System ကတန်ရှင်းပြီးယုံကြည်စိတ်ချရသောစွမ်းအင်ကိုတန်ဖိုးပေးနေပါတယ်။ BIPV Solar Module တွေကိုအဆောက်အဦရဲ့ခေါင်မိုးတိဆောက်ပုံနဲ့သသားတွေပေါင်းစပ်ထားတဲ့နည်းပညာတွေ။ဒါကြောင့်ခေါင်မိုးနဲ့ Solar စနစ်ကိုတပြိုင်နက်တည်းအကောင်အထည်ပေါ်နိုင်ပြီး Project အမျိုးအစားနဲ့ဒီဇိုင်းပေါ်မူတည်ကတင်စားမှုကုန်ကျစရိတ်ကို30%ထိလျှော့ချနိုင်ပါတယ်။နေအောင်ကြီးကထုတ်လုပ်လိုက်တဲ့စွမ်းအင်ဟာ Power Ace BIPV Solar System ကိုဖြတ်သန်းပြီးတော့ YGD မှန်ဆက်ရုံနဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုနေ့စဉ်ယုံကြည်စိတ်ချစွာမောင်းနှင်ပေးနေပါတယ်။ Mega Evo Inverter နဲ့ Power Ace ESS စနစ်ကိုပေါင်းစပ်လုပ်ဆောင်ပေးတာကြောင့်စွမ်းအင်ကိုထုတ်လုပ်ရင်လည်းမကသိမ်းဆည်းပြီးတော့လိုအပ်တဲ့အချိန်မှာထိရောက်စွာအသုံးချနိုင်တယ်။ YGD မှန်ဆက်ရုံထုတ်လုပ်မှုတိုင်းရဲ့နောက်ပေါ်မှာ Power Ace BIPV Solar System ကယုံကြည်စိတ်ချရတဲ့စွမ်းအင်ကိုနေ့စဉ်ပံ့ပိုးပေးနေပါတယ်